အရင်ဆုံးအာလူမဖုတ်ခင်မှာကြော်ပြောထားချင်တာကအခုဒီအောက်မှာချင်းချထားရပေါ့ကွယ်ချင်းချထားရဲဆိုတာကငါသုံးတဲ့ပစ္စည်းကအခုတကယ်ကိုဝယ်သမျှပစ္စည်းတွေမှာဒီ quality ကအိုဟိုဝါဆိုပြီးဖြစ်သွားစေတဲ့quality မျိုးပေါ့ကွယ်ဒီမှာဝယ်သမျှတွေအကုန်လုံးကလည်းဈေးလေးနည်းနည်းချပြီဆိုတာနဲ့အမျိုးနည်းနည်းဟဲဆိုလို့ဖြစ်ပြီးတော့ဝယ်ချင်တာရှားနေအောင်ဝယ်ချင်တာအဲ့ဒါဝယ်လိုက်ရမှဆိုအရှားပြေတာပြီးရင်စောက်ပစ္စည်းတွေကအိမ်ရောက်လာလို့ရှိရင်စောက်တလွဲတွေဖြစ်ဘာမှလည်းဝမ်းဖြစ်အဲ့ဒါကိုလည်းတိတယ်စောက်မှမရှိဘူးဝယ်တယ်အဲ့ဒါအခုဝယ်လိုက်တဲ့အချိန်မှာဒီအခုရတဲ့ဒီပစ္စည်းတွေကတကယ်ကိုကောင်းတယ်ပေါ့နော်အားကြောင့်မလို့ကွက်တူကိုဒါချင်းလေးချပြီးတော့โอเคဆိုပြီးတော့ဒါလုပ်လိုက်တာပေါ့နော်တော်တော်များများတွေကမှ TikTok မှာစောက်ပတ်စံလိုချင်လို့ချင်းချပြီးရောင်းနေတဲ့ဟာတွေကစောက်တလွဲတွေကြီးပဲစောက်ခါတွေစောက်ကောင်မတွေအကုန်လုံးရုံစားပြီးတော့အဲ့လိုမျိုးဟဲဆိုပြီးတော့ဝယ်တာအဲ့လိုမျိုးခံရပေါင်းလည်းမနေဘူးအဲ့ဒါကြောင့်မလို့ငါလိုမျိုးမခံရအောင်ဒီပစ္စည်းကတကယ်ကောင်းနေငါပြောတာကိုယုံအဲ့ဒါဝယ်ခြင်းဝယ်မဝယ်ခြင်းမျိုးစောက်ကြအောင်ငါကတော့ဝယ်ပြီးတော့ okay မှာစုပြီးနေပြီအမိုက်စားနော်အမလီပန်ကာလည်းမဟုတ်ဘူးdryer ပါ hair dryer ပါလုပ်လို့ရတယ်အမလီမှုတ်ချကြီးကျယ်နော်အေးနေရပဲဒီညနေတော့အပြင်လေးထွက်အောင်မယ်အပြင်ထွက်စရာမရှိဘူးပန်ကာလေးထွက်ပြီးတော့ကင်ပြီးတော့သွားခြင်းလို့စိတ်တော့မစိုးနဲ့ဘာကြောင့်ထိုင်းနေရအပြင်သွားလို့ရှိရင်ဒီလိုမျိုးပန်ကာကြီးတကားကားနဲ့သွားကြတာလဲဆိုတဲ့အဖြေကိုငါဒီနေ့တွေ့ရှိသွားပြီဒီနေ့လဲငါလဲသူတို့လိုမျိုးပဲအခုဆိုရင်တော့မပန်ကာမရှိပဲမနေနိုင်တော့ဘူးအခုလက်ထဲမှာပန်ကာဘယ်ရောက်သွားမလဲသွားချ